Hello အားလုံးပဲမင်္ဂလာပါထိတ်ခုရောက်နေတဲ့နေရာကတော့ Burma Beauty Wellness Clinic ဖြစ်ပါတယ်ထိတ်က skin နဲ့ပတ်သက်တဲ့ treatment ယူချင်ပေမဲ့လည်းဘယ်လို treatment ယူရမှန်းမသိတာရဲ့ပြီးတော့နာမှာလည်းကြောက်တယ်ထောင်းထိုင်းရှိမှလည်းကြောက်တယ်ပြီးဓာတ်မတက်မှလည်းကြောက်တယ်ပေါ့နော်အမေကန်ကောင်းချင်တော့ဂျင်မာတူတူဆော့ပြီးခင်နေရဲ့အမှာ Burma Beauty ရဲ့ aesthetic ဆရာဝန်ဆိုတော့သူနဲ့ appointment ယူထားပါတယ်အဲ့တော့ဆွေးနွေးဖို့သွားကြမယ်အမကထိတ်ကို skin test အရင်လုပ်ရမယ်ဆိုလို့အခု makeup ဖြတ်ပြီး skin ကိုဆက်နဲ့ testing လုပ်ပါမယ်ရဲ့ skin test result အရာ skin မှာ hydration လို့ခေါ်တဲ့ရေဓာတ်နည်းနေပြီးအသားရည်ခြောက်နေတာရဲ့အရေပြားအောက်မှာထွက်မလာသေးတဲ့ဝက်ချန်စီဖို့လေးတွေရှိနေတာရဲ့အရေပြားရဲ့ရှိသက်တဲ့ elasticity လျော့နေနေတာရဲ့အတွက်ထိတ်ရဲ့အရေပြားပြဿနာတွေအားလုံးကို treatment တစ်ခုတည်းနဲ့ဖြေရှင်းပေးနိုင်မှုအတွက် exofusion treatment ကိုယူဖို့အမကအကြံပြုပါတယ်ဒီ treatment က infusion set နဲ့ ASCE plus exosome ကိုတွဲဖက်ပြီးကုသပေးရဖြစ်တယ်လို့သိရပါတယ်။ Burma Beauty Clinic ရဲ့ကိုယ်ပိုင် protocol နဲ့ဒီကအမကိုယ်တိုင်စမ်းသပ်တီထွင်ထားတဲ့ combination treatment တစ်ခုပေါ့နော်။အရင်ဆုံး BTL company ကနေနောက်ဆုံးထွက်ရှိထားတဲ့ infusion ဆိုတဲ့ set ကိုအသုံးပြုထားတယ်လို့ပြောပါတယ်။ infusion ဆိုတာအရေပြားရွယ်အလွှာတီးတီးမှာရှိနေတဲ့အညစ်အကြေးတွေ cell သေးတွေစားဝတ်ချန်တွေအဆီပုတွေကိုစုပ်ထုတ်ပေးပြီးအရေပြားရဲ့အလွှာမှာ anti aging ကိုထောက်ပံ့ပေးတဲ့ calcium ion ကိုဖြည့်စေရဆက်ပေါ့နော်။ infusion set နဲ့တစ်ချိန်ကုသမှုလုပ်ပြီးတိုင်း skin barrier 80% အထိအောင်ကောင်းမွန်လာပြီး healthy skin appearance ကို 70% ရရှိစေမယ်ဆိုတော့ထိတ်ကပြောပြီးလေတခြား hydrofacial စက်တွေနဲ့မတူတာက infusion မှာ dynamic ဆိုတဲ့နည်းပညာကိုအသုံးပြုထားတဲ့အတွက်ထိတ်တို့နေ့စဉ်လိမ့်တွေရဲ့ skin care တွေကို9 ဆပိုပြီးစုပ်ယူနိုင်မယ်လို့သိရပါတယ်။ဒီ exofusion treatment မှာက infusion set နဲ့ကုသပေးရဲ့အပြင် exosome နဲ့ထည့်ပေးသေးရမှုကိုထိတ်ကဓာတ်မတက်မှာဖြစ်မှာဆိုလို့မြည်ကြည့်ရဲ့အခါ Burma Beauty Clinic မှာသုံးတဲ့ ASCE plus exosome က stem cell derived exosome ဖြစ်တဲ့အပြင် exocobio ကနေတရားဝင်သွင်းထားတဲ့အသန့်အစင်ဆုံး exosome ဖြစ်တာကြောင့်ဓာတ်မတက်မှုတွေလုံးဝမဖြစ်စေရဘူးလို့အာမခံပါတယ်တဲ့ASCE plus exosome ကအရေးကြောင်းတွေဝက်ချန်ကြောင်းရောင်ရမ်းတာတွေကိုတက်တာစီပြီး collagen နဲ့ elastin ကိုတိတိတတ်တာထွက်စီလို့ကျန်းမာဆိုပြည့်နုပြူတဲ့အရေးပြားလေးဖြစ်အောင်ဖန်တီးပေးနိုင်တယ်လို့အမကရှင်းပြပြီးတော့ထိရတော့ result အတွက်အရန်ရင်ခုန်နေပါပြီကဲဒီ exofusion treatment လေးလုပ်ပြရပါပြီရှင်ဒီ immediate result နဲ့အောင်ထိတ်ကိုထိတ်အရန်ကိုကျင်းနေပါပြီထိတ်လို့လည်းနာမှာကြောက်တယ် down time မရှိချင်ပြီးခဏပြန်မလုပ်ပဲတခါတည်းလုပ်ရုံနဲ့ result ကောင်းရမယ် treatment ကိုလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ Burma Beauty ရဲ့ exofusion treatment ကိုလုပ်ဖို့အတွက်ထိတ်က 100% recommend လုပ်ပါရရှင်